ဒီနေ့မှာမတ်သူစာကဘယ်ပစ္စည်းကိုမဆိုရောင်းချနိုင်စေဖို့အတွက် content idea ထုတ်တဲ့နည်းကိုလာပြီးတော့ပြောပြမှာဖြစ်ပါတယ် content ဆိုတဲ့စကားလုံးကို online shop လုပ်နေတဲ့သူတော်တော်များများရင်းနှီးမယ်လို့ထင်ပါတယ် content တွေကဘယ်ကနေလာလဲမင်းကအခုဘာတွေရောင်းနေရလဲဒါဆိုရင်ဒီမေးခွန်းလေးနှစ်ခုဖြေကြည့် content တွေကကိုရောင်းနေတဲ့ပစ္စည်းတွေကနေထွက်လာတာဒါမှမဟုတ်ရင်ကိုယ့်ရဲ့ဝယ်သူတွေစီကနေထွက်လာတာလားကဲခဏလောက်စဉ်းစားတော့ကိုကျမကိုမိတ်ဆက်မယ်သူစားကတင်နန်းလာရောင်းတာလည်းမဟုတ်ဘူးပစ္စည်းလာရောင်းတာလည်းမဟုတ်ဘူးလုပ်ငန်းတဲ့10နှစ်ကလေးကနေ online shop ကိုလုပ်လာတယ်ဒီနေ့ထိလည်းလုပ်နေစေကိုယ့်ရဲ့အိမ်မှာအိုးမကွာအိမ်မကွာနဲ့ဖုန်းတစ်လုံးနဲ့ဈေးရောင်းတာမိသားစုလုံးငွေကြေးလွတ်မြောက်မှုရတဲ့အတွက်ကြောင့်အားလုံးကို online မှာအဆင်ပြေစေခြင်းနဲ့စိတ်နဲ့လာပြီးတော့ပြောပေးတာပါကဲဆက်ပဲနော် content တွေက customer တွေစီကလာတာလား product တွေစီကလာတာလားနှစ်ခုလုံးကလာတယ် content တစ်ခုကိုဖန်တီးတော့မယ်ဆိုရင်တွေးမယ်ချရေးမယ်အချိန်တိုင်းတွေးပါသူတို့တွေငါ့ကိုဘာတွေမေးဘူးလဲ comment တွေမှာ chat box တွေမှာသူတို့ရဲ့မေးခွန်းတွေရှိတယ်နော်အဲ့ဒီကစမှာသူတို့ရဲ့မေးခွန်းတွေကိုအကုန်လုံးကူးလိုက်ချရေးပြီးလို့ရှိရင်ကိုကအဲ့ဒီမေးခွန်းတွေကိုဖြေအဖြေတွေရေးအဖြေတွေကအစစ်အမှန်ဖြစ်မှလုပ်ငန်းကရေးရှည်သွားလို့ရမယ်နော်မေးခွန်းတွေအဖြေတွေရလာပြီဆိုရင်တို့တွေဈေးရောက်မှုအတွက် content တစ်ခုဖန်တီးရအောင်ဘာရောက်မှလဲခေါင်းစဉ်တစ်ခုထုတ်မယ်တို့ပြင်ဆင်ရမယ့် content မှာအပိုင်း၃ပိုင်းရှိတယ်ခေါင်းစဉ်ထုတ်ရမယ်အလယ်မှာရှင်းပြရမယ်နောက်ဆုံးပိတ်မှာအယောင်ပိတ်တဲ့စကားလုံးသုံးရမယ်ခုနကချရေးထားတဲ့အားလုံးကိုပြန်ပြီးတော့အစင်လိုက်အချောတက်တဲ့ပုံစံပေါ့နော်ဟုတ်ပြီ content တစ်ခုရလာပြီဒီတစ်ခုကတစ်ခါတည်းသုံးမှာမဟုတ်ဘူးနော်ဗီဒီယိုလည်းရိုက်မယ်ပြီးရင်ဓာတ်ပုံဖန်တီးမယ်ပို့စာသားလည်းရေးမယ်ဒါတွေကိုတစ်လှည့်စီတင်မယ်မင်းရောင်းနေတဲ့ပစ္စည်းနဲ့မင်းရဲ့ဝယ်သူနဲ့အဲ့ဒီနှစ်ခုကိုကြည့်ပြီးတော့ဒီလိုမျိုး content ပုံစံ5ခုဖန်တီးလို့ရတယ် story ဇာတ်လမ်းဆန်တဲ့ content knowledge ပေးတဲ့ content ပြီးလို့ရှိရင်အလှပကိုကစကားလုံးတွေနဲ့ content ပြီးရင် question and answer အမေအဖြေတွေပြီးတော့ before after သက်သေပြချက်တွေနဲ့ဒီလိုမျိုး content တွေကိုဖန်တီးလို့ရပါတယ်အဲ့ဒီ content တွေရဲ့တစ်ခုချင်းစီအကြောင်းကိုအသေးစိတ်ထပ်သိချင်သေးလားဗီဒီယိုလေးကအသင့်တော်ကြိုးရှိတယ်ဆိုရင်လောက်ဆရာရှိတာလောက်ခဲ့ပေးအောင်နော်နောက်ဗီဒီယိုမှာပြန်ဆုံမယ်